မင်္ဂလာပါရှင်စုဖော်ယူ channel မှာပြန်လည်ကြိုဆိုပါရရှင်စုအခုတစ်ခါတင်ဆက်ပေးမှလေးကတော့အသက်18နှစ်ကနေပြီးတော့35နှစ်ကြာဒီလူငယ်တယောက်ရဲ့မြန်မာလက်ရှိမြန်မာမှာပေါ့နော်ဒီခက်ခဲနေတဲ့အတွေ့အကြုံတွေကနေပြီးတော့အဲ့ဒီလူငယ်တွေဘလို့ရှင်တဲ့ရက်တည်ရမလဲပြီးရင်ဘလို့တွေလက်တွေ့ကိုဘွားကိုအသုံးချရမလဲဆိုတာလေးကိုစုကတင်ဆက်ဆွေးနွေးပေးကြပါရရှင်စုလည်းအဲ့ဒီထဲကလူငယ်တယောက်မို့စုပြောတဲ့အရာလေးတွေကမိတ်ဆွေတို့အတွက်ပေါ့နော်ဒီအများကြီးအသုံးဝင်မယ်လို့ဆိုမျှော်လင့်ပါတယ်အဲကြောင့်မလို့ဆိုရဲ့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့နားထောင်ပေးပါအောင်ရှင်တက်ခါတလေဒီလူငယ်တယောက်တော့ပေါ့နော်ဒီစစ်ဘေးစီးပွားရေးအိမ်မက်တွေကြားကနေပြီးတော့ရှင်သန်ဖို့ဆိုတာကအရန်ကိုခက်ခဲပါတယ်ဒါပေမဲ့ခက်ခဲတယ်ဆိုပေမဲ့လေအဲ့ဒီဟာကသူတို့အတွက်ပေါ့နော်ဒါဘယ်လိုပြောပြအခွင့်အရေးအဲ့အခက်ခဲဆိုတာကြီးကအခွင့်အရေးကြီးဖြစ်သွားနိုင်ပါတယ်တက်ခါတလေဒီကိုမရှုံးဘူးပေါ့နော်ကိုမွေးဖွားလာတဲ့အချိန်ကပဲဒီခက်ခဲနေတာပါပေါ့နော်ဒီအသက်20 25 30ဝန်းကျင်မှာတချို့ကဘွဲယူပြီးတော့အလုပ်ကောင်းတွေရနေမယ်တချို့ကစီးပွားရေးတွေစနေမယ်တချို့ကကိုပိုင်အိမ်ဝယ်နိုင်မယ်ပေါ့နော်အဲ့လိုအချိန်ကြီးမှာဒီမြန်မာလူငယ်အတော်များများကတော့ဒီနေ့အသက်ရှင်ဖို့မိသားစုကိုကူညီဖို့ဘေးကင်းဖို့ကိုပဲအရင်စဉ်းစားနေရပါတယ်ဒါကမိတ်ဆွေညံ့လို့မဟုတ်ပါဘူးဒါကမိတ်ဆွေရောက်နေတဲ့အခြေအနေကခက်ခဲလို့ပါဒါပေမဲ့မုံတိုင်းကပေါ့နော်ငှက်အားလုံးကိုမတတ်နိုင်ပါဘူးတချို့ငှက်တွေကမုံတိုင်းရဲ့လေကိုအသုံးချပြီးတော့ပို့ပြီးတော့မြင့်မြင့်ပြန်သွားတတ်ကြပါတယ်မိတ်ဆွေကိုလည်းအဲ့ဒီလိုဖြစ်စေချင်ပါတယ်ဘဝကိုမတရားဘူးလို့ပဲမမြင်လိုက်ပါနဲ့လူတိုင်းမှာကိုမရွေးချယ်နိုင်တဲ့အရာတွေရှိပါတယ်ဘယ်နိုင်ငံမှာမွေးမလဲဘယ်မိသားစုမှာကြီးပြင်းမလဲဘယ်ခေတ်မှာအသက်ရှင်ရမလဲဒါတွေကိုဘယ်သူမှမရွေးချယ်နိုင်ပါဘူးဒါပေမဲ့ဒီအခြေအနေထဲမှာဘလို့လူဖြစ်မလဲဆိုတာကိုတော့ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်ဥပမာမိုးရွာနေလို့လယ်သမားကစိတ်ပြက်မနေပါဘူးဘာလို့လဲဆိုတော့မိုးရေကိုအသုံးချပြီးတော့စပားဆိုင်နိုင်လို့ပါတစ်ဖက်မှာတော့အိမ်ဆောက်တဲ့သူကတော့မိုးရွာလို့အလုပ်ရက်သွားနိုင်ပါတယ်မိုးကမကောင်းတာမဟုတ်ပါဘူးမိုးကိုအသုံးချပုံပဲကွာသွားတာဖြစ်ပါတယ်ဒီဘဝရဲ့အခက်အခဲတွေဆိုတာလည်းဒီလိုပါပဲတချို့လူငယ်တွေဆိုရင်အိမ်မက်ကိုစွန့်လိုက်ရပါတယ်စွန့်ပြီးဒါကြောင့်အိမ်မက်ကိုစွန့်လိုက်တာကအရှုံးပေးတာမဟုတ်ပါဘူးလူငယ်တော်တော်များများဆိုရင်တချို့ဆိုရင်ဆရာဝန်ဖြစ်ရှင်ကြတယ်အင်ဂျင်နီယာဖြစ်ရှင်တယ်အာတစ်ဖြစ်ရှင်တယ်စီးပွားရေးလုပ်ရှင်တယ်ဒါပေမဲ့ဒီစစ်ဘေးတွေငွေကြေးမိသားစုတာဝန်တွေဒီစစ်မှုထမ်းကိစ္စတွေကြောင့်ဒီနိုင်ငံခြားကိုထွက်ရတဲ့အခြေအနေတွေကိုကြုံလာတယ်ပေါ့နော်အိမ်မက်ကိုခဏရက်ထားရတယ်အဲ့ဒါကိုအရှုံးလို့မထင်လိုက်ပါနဲ့တောင်တက်တဲ့သူတွေကိုပဲကြည်ပါပေါ့နော်ရှေ့လမ်းပြိုသွားရင်သူကတောင်တက်တာကိုမစွန့်ပဲနဲ့လမ်းအသစ်ရှာပြီးတော့ပန်းနိုင်ကိုရောက်အောင်သွားပါတယ်ဒီတော့ပန်းနိုင်ဆိုတာကလုံးဝမပြောင်းပါဘူးကိုသွားရမယ့်လမ်းကြောင်းလေးပဲပြောင်းသွားတာဖြစ်ပါတယ်ဒီပြပကိုရောက်လို့ရှိရင်လည်းဝန်ထမ်းတယောက်တည်းပေါ့နော်လာစာတစ်ခုတည်းနဲ့ပေါ့နော်ဒီမရက်တီပါနဲ့ပေါ့နော်ဒီနေ့ခင်မှာဝင်ငွေပေါ့နော်2လမ်း3လမ်းရအောင်ရှာဖို့ပေါ့နော်လိုလာပါပြီဥပမာပေါ့နော်ဒီလာစာတစ်ခုတည်းနဲ့ရက်တီနေတာမဟုတ်ဘဲနဲ့ကိုကဘလောက်ကိုရဲ့အနေထားဆိုတာကိုယ်တိုင်အသိဆုံးပဲပေါ့နော်ကိုက YouTube channel တွေတိစောက်နိုင်မယ် Facebook content တွေ TikTok ဒီအစုံပဲပေါ့နော်အဲ့ဒီကနေဝင်ငွေရှာမယ်ဒီ freelance ပေါ့နော်ဒီဝင်ငွေလွတ်လပ်ခြင်းပေါ့နော်ဒီအဲ့ဒီ design တွေ translation ဒီ writing editing အစသဖြင့်ပေါ့နော်အဲ့လိုပိုင်းတွေကိုကကျွမ်းကျင်လာပေါ့နော်10တန်းအောင်ထားတဲ့ပညာ10တန်းအောင်ထားတဲ့အရေးချင်းဥပမာ10တန်းအောင်မှာပေါ့နော်ဒီအထက်တန်းအဆင့်လောက်ရောက်ပြီဆိုရင်ဒီ scale တွေကိုသင်ယူဖို့လိုလာတယ်ပေါ့နော်ကောင်းကောင်းအသုံးချနိုင်တယ်ပေါ့နော်အဲ့လောက်ပညာရေးရှင်းလောက်ဆိုရင်ပြီး AI tool တွေအသုံးပြုပြီးတော့ content တွေဖန်တီးတာပေါ့နော်အဲ့ဒီကနေပြီးတော့ဝင်ငွေတွေကောင်းကောင်းရအောင်ပေါ့နော်ကိုကစူးစမ်းဖို့လိုလာပဲပေါ့နော်ပြီးလို့ရှိရင်ကိုယ့်အရေးချင်းနဲ့ကိုက်ညီတဲ့လောက်ပေါ့နော်တချို့ဆိုလို့ရှိရင်ဒီ digital product တွေရောင်းတာပေါ့နော်အစုံပေါ့ဒီebook တွေဒီ template တွေပေါ့ design တွေပေါ့နော်အဲ့ဒါကြီးရောင်းတဲ့သူတွေလည်းရှိတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်လည်းအတန်းပညာအရေးချင်းမရှိဘူးဥပမာထိုင်းနိုင်ငံရောက်နေတဲ့လူငယ်အများစုတွေဆိုရင်ပညာအရေးချင်းတော့မပါလာဘူးဒါပေမဲ့အရန်တော်ကြတယ်နော်တချို့တွေဒီTikTok short တွေကနေပြီးတော့ commission ကတွေရတာပြီးရင်ငွေတချို့တွေဆိုငွေလွှဲငွေထုတ်တွေရတယ်တချို့တွေဆိုရင်မြန်မာပစ္စည်းတွေယူပြီးတော့ရောင်းတာတော့တချို့ဆိုလို့ရှိရင်ဒီအလုပ်အကိုင်းရှာဖွေပေးပြီးတော့ဒီဝန်ဆောင်ခလေးတွေရယူတာတော့ကိုကျွမ်းကျင်တယ်လို့ကိုရောက်နေတဲ့နိုင်ငံရဲ့ဥပဒေတွေလည်းလေ့လာပြီးတော့ဘလို့တွေအဆင်ပြေအောင်အသုံးချပြီးတော့လုပ်နိုင်မလဲဆိုတာတွေကိုဆိုအများကြီးပေါ့နော်အောင်မြင်နေတဲ့သူတွေအများကြီးရှိပါတယ်ပေါ့နော်ဆိုတော့တချို့ကြတော့လေဒီပေါ့နော်လာစာတစ်ခုတည်းနဲ့ရက်တီလာဒါပေမဲ့မြန်မာပြည်ကထွက်လာတာချင်းအကုန်မြန်မာလူမျိုးချင်းတူတယ်ပေါ့နော်အခုနှိုင်းရှင်ပြတာလေးကခက်ခဲနေတဲ့
လောကကြီးကပေးတဲ့လောကရန်တရားကအတူတူပဲဒါပေမဲ့အဲ့ဒီလောကရန်အခက်ခဲကိုအခွင့်အရေးဖြစ်ပြောင်းယူသွားကြတဲ့သူတွေကပေါ့နော်ဝင်ငွေတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့ဝင်ငွေပေါ့နော်2လမ်း3လမ်းရပြီးတော့အဆင်ပြေသွားတဲ့သူတွေလည်းအများကြီးရှိပါတယ်တချို့ဆိုရင်ဒီစစ်မှုထမ်းကြောင့်လားဒီပေါ့နော်ဒီဘက်နိုင်ငံတွေကိုရောက်လာတယ်ဒါပေမဲ့ဝင်ငွေတစ်ခုတည်းကိုပဲရက်တည်တယ်ဝင်ငွေရပြီးတော့အဲ့ဝင်ငွေကိုလည်းဆက်လက်တောက်အဲ့လိုမျိုးပေါ့နော်ဒီဘီယာတောက်မယ်တချို့ဆိုစေးသုံးတဲ့သူတွေတောင်ရှိရပေါ့နော်စုမြင်တွေ့နေရတာစေးသုံးတဲ့သူတွေရှိမယ်မိန်းကလေးဆိုလည်းအလှပပစ္စည်းတွေဝယ်မယ်အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုကုန်တဲ့သူလည်းရှိတယ်ဆိုတော့ဒီနေရာမှာနေလူနှမျိုးကကွဲသွားပြီပေါ့နော်ဒုက္ခချင်းတူတယ်ဒုက္ခမုံတိုင်းတိုက်ခံရတာချင်းတူတယ်မုံတိုင်းထဲမှာတည်သွားကြတဲ့သူတွေလည်းရှိသလိုမုံတိုင်းကိုအတုံးချပြီးလေကိုအတုံးချပြီးတော့အမြင့်ကိုပြန်တက်သွားတဲ့သူတွေလည်းရှိပါတယ်ရှင်ဆိုတော့စုပြောတဲ့ဒီနေရာလေးမှာမိတ်ဆွေတို့အတွက်ပေါ့နော်အများကြီးအတွေ့တွေဖြစ်ပြီးတော့မိတ်ဆွေတို့ရဲ့ဘဝကိုလည်းပြောင်းလဲနိုင်လိမ့်မယ်လို့ဆိုထင်ပါတယ်ရှင်ဆိုတော့ဒီနိုင်ငံခြားကိုထွက်လာတာပေါ့နော်အကုန်လုံးကအမိမြေကိုပြင်ကျင်တဲ့သူတွေကြီးပါပဲနိုင်ငံခြားကိုမလွဲတာမရှောင်တာထွက်လာတဲ့သူတွေကြီးပဲဒါပေမဲ့နိုင်ငံခြားကိုရောက်လာရလို့အဲ့ဒါကြီးကပေါ့နော်ဘဝရဲ့ဘယ်လိုပြောမလဲဆိုတော့ကံမကောင်းမှုလို့တွေးလိုက်ရင်မိတ်ဆွေမှားပါမယ်ဒီနိုင်ငံခြားကိုရောက်လာရမယ့်အချိန်ကရင်းနှီးမြှုပ်နှံရမယ့်အချိန်အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်ရှင်ရင်းနှီးမြှုပ်နှံရတယ်ဆိုတာငွေစုတာတစ်ခုတည်းငွေတစ်ခုတည်းကိုပဲမဟုတ်ပါဘူးကိုလည်းရင်းနှီးမြှုပ်နှံရပါမယ်ဥပမာEnglish skill တွေဒီဘာသာစကားတစ်ခုခုပေါ့နော် digital skill တွေ communication skill တွေ marketing leadership ဒီဖက်financial knowledge ပေါ့နော်စသဖြင့်ပေါ့နော်ဒါကကြတော့ဒါဘယ်လိုပြောမလဲဆိုတော့ဒီကတော့ဒါပညာရေးချင်းဒီအထက်တန်းအဆင့်လေးတွေကိုပြောတာပါဥပမာကိုကလည်းအဲ့ဒီတော့ပညာရေးချင်းတွေမရှိဘူးဒါတွေကိုကောက်ကောက်အသုံးမချတတ်ဘူးဆိုရင်အများကြီးနောက်ထပ်ရှိပါသေးတယ်ပေါ့နော်ဥပမာမြန်မာပြည်ပြန်ရောက်လို့ရှိရင်ငါဒီကနေငွေစုမယ်ငါရဲ့အမိမြေကိုငါပြန်နေနေကြရင်ငါစီးပွားရေးကောက်လောက်ရမယ်ဒါဆိုရင်ငါဘာရောင်းမလဲဥပမာပေါ့နော်ဒီဘန်ကောက်ဈေးကနေများငါဘာယူရောင်းလို့ရမယ့်နေရာတွေရှိလဲဈေးကွက်ဘဲဟာတွေကောင်းလဲဒါဟာကတော့အတန်းပညာနဲ့မဆိုင်တော့ဘူးနော်ဥပမာအထက်အလိပ်တွေဆိုရင်ရောဒီဘန်ကောက်ဒီဈေးပေါ့နော်ဒီအဲ့ဈေးဘယ်နာလောက်မှာဒိုင်နေရှိနိုင်မလဲကိုကလေးလာရမယ်ပေါ့နော်အခုဆိုရင်စုကိုယ်တိုင်လည်းလေးလာနေရပေါ့နော်ဒီလေးလာနေစေပဲပေါ့နော်ဒါစုဆိုလဲလုံးဝဒါတိတော့မသိသေးဘူးပေါ့နော်မသိသေးဘူးလေးလာနေစေဒီဂျပန်ကွန်တိန်နာဘုံနေပေါ့နော်အဲ့ဘုံဖောက်တဲ့ဟာပေါ့နော်အဲ့ဟာတွေဆိုရင်ဒီဘန်ကောက်ဒီထိုင်းနိုင်ငံပဲသွားတာเนาะအဲ့ဟာတွေပြီးလို့ရှိရင်ဒီအထက်အလိပ်လုပ်ငန်းတွေဒီပက်ထရိုနယ်လို့ခေါ်မလားအဲ့ဈေးပေါ့နော်အဲ့ဈေးရဲ့ဒီအနောက်ဘက်လမ်းကြမှာဆိုရင်ဒီအိတ်တွေပေါ့နော်အိတ်ဒီ fancy အိတ်ဒီ handbag အိတ်အစုံပဲပေါ့နော်အဲ့လိုမျိုးအိတ်တွေရဲ့ဒီပင်ရင်ချုပ်တယ်ပေါ့နော်ဒီစက်ရုံပေါ့နော်အဲ့စက်ရုံကနေမှတစ်ဆင့်ဒီဈေးကိုပြန်သွင်းတာပေါ့နော်တကယ်ဒိုင်လက်ကားထိုင်အထည်ချုပ်ပင်ရင်အဲ့မှရှိတာစုပေါ့နော်ဒါလေးလာထားဆဲပေါ့နော်စုကိုယ်တိုင်လည်းအဲ့ဒီလိုမျိုးလေးလာနေတယ်ဆိုတော့မိတ်ဆွေတို့ကိုလည်းအဲ့လိုမျိုးလေးလာစေချင်တယ်ဥမာကိုကဒီရိုးရာပစ္စည်းတွေဘလို့ပြန်မြန်မာပြည်ပြန်သွင်းပြီးတော့ရောင်းမလဲအစတစ်ဖြစ်ပေါ့နော်အခုဆိုသူများတွေဆိုလှုပ်သွားတာချမ်းသာနေပြီပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုစုရက်ဒီမောင်နှမတွေအကုန်လုံးကိုစုကဝင်ငွေတစ်ခုတည်းနဲ့ရက်တည်ပြီးတော့ဘဝကိုဒီပေါ့လေးပဲဖြတ်တန်းမနစ်စေချင်ဖို့ရှင်သိလားလေးလာစေချင်တယ်ပြီးလို့ရှိရင်အဲ့ဒီဟာတွေကိုတကယ်အကျိုးရှိလှုပ်လာစေချင်ပါတယ်ဒီတော့သူတို့အခုမြန်မာမောင်နှမတွေအတွက်မုံတိုင်းကိုသူတို့တကယ်လက်ရှိလူငယ်တွေခံစားနေရတာဒီပေါ့နော်ဆိုတော့အဲ့ဒီဟာကိုလင်းရုံငှက်အဖြစ်ပေါ့နော်တင်ပြီးတော့ပြောင်းလဲစေချင်တယ်ပေါ့နော်မုံတိုင်းလာရင်ထွက်ပြေးနေမယ်အစားပေါ့နော်လေပြင်းကိုအတုံးချပြီးပေါ့ပဲပုံမြင့်တဲ့အမြင့်ကိုပြန်တက်နိုင်စေချင်ပါတယ်ရှင်ဒီပုံမြင်ကပေါ့နော်ဒီအချက်တစ်ခုကိုသင်ပေးပါတယ်အခက်ခဲကပေါ့နော်ဒီမိတ်ဆွေတို့ကိုအောက်ဆွဲဖို့မဟုတ်ဘူးပေါ့နော်ဘလို့အတုံးချမလဲဆိုတာကဒီပိုအရေးကြီးပါတယ်ရှင်ဆိုတော့တချို့ကတော့ပေါ့နော်ပြောကြတယ်နိုင်ငံခြားထွက်သွားရင်ပေါ့နော်ပြန်မလာတော့ဘူးပေါ့နော်မြန်မာပြည်ပြန်လာဖို့ဆိုတာမဖြစ်နိုင်ဘူးခက်ခဲသွားပြီပေါ့နော်အဲ့လိုမျိုးတချို့ဆို2နှစ်ပဲထွက်မယ်3နှစ်ပဲထွက်မယ်ဆိုပေမဲ့ပြန်မရောက်တော့ဘူးဆိုတော့အဲ့လိုပုံစံမျိုးတော်တော်များများပြောကြရပေါ့နော်ဒါပေမဲ့တချို့လူတွေကပေါ့နော်ပြန်အမိမြေကိုပြန်လာတဲ့အခါမှာအတွေ့အကြုံတွေနဲ့ပညာတွေနဲ့ဒီငွေအရင်းနှီးတွေနဲ့ပြန်လာဖို့အိမ်မက်ကြပါပဲပေါ့နော်အဲ့ဒီအိမ်မက်တွေကမမှားဘူးပေါ့နော်ဒါပေမဲ့ပြန်လာမယ့်နေ့အတွက်ပေါ့နော်အဲ့ဒီပြန်လာမယ့်နေ့အတွက်ဒီနေ့တွေကပြင်ဆင်ရမှာပေါ့နော်ကိုတန်ဖိုးမြင့်ထားရပါမယ်ပေါ့နော်ဒါကြောင့်မလို့ဒီမိတ်ဆွေတို့ပေါ့နော်ဒီခစ်ကလွယ်တဲ့ခစ်လုံးဝမဟုတ်ပါဘူးဒါပေမဲ့အခက်အခဲဆုံးခစ်တွေကအခိုင်အမာဆုံးလူတွေကိုမွေးထုတ်ပေးတတ်တာကိုတော့လုံးဝမမေ့ပါနဲ့ရှင်ဒီနေ့မိတ်ဆွေရောက်နေတဲ့နေရာဟာမိတ်ဆွေရဲ့နောက်ဆုံးပန်းနိုင်မဟုတ်ပါဘူး
မိတ်ဆွေနိုင်ငံခြားရောက်နေလို့ပညာရေးတွေခဏရက်သွားလို့အိမ်မက်ကိုခဏဘေးချထားရလို့ဆိုပေမဲ့မိတ်ဆွေရဲ့ဇလန်းကမပြီးပါဘူးမုံတိုင်းကအမြဲမတည်မြဲပါဘူးဒါပေမဲ့မုံတိုင်းကိုဖျက်ကျော်တတ်တဲ့လူတွေကတော့ဘယ်နေရာရောက်ရက်တည်နိုင်ပါတယ်တနေ့အောင်မြင်မှုတွေနဲ့အတွေ့အကြုံတွေနဲ့ကိုမိသားစုကိုဂုဏ်ယူစေပြီးတော့အမိမြန်မာပြည်ကိုပြန်လာနိုင်မယ့်နေ့ကိုယုံကြည်ထားပါဒီနေ့ရဲ့စ조사မှုတိုင်းကအဲ့ဒီနေ့အတွက်အုတ်တစ်ချက်ဖြစ်နေဖို့လိုပါတယ်မိတ်ဆွေကရောမုံတိုင်းကိုကြောက်ပြီးတော့ရက်နေမလားဒါမှမဟုတ်မုံတိုင်းရဲ့လေကိုအသုံးချပြီးတော့ပုံမြင့်မြင့်ပြန်မလားဆိုတာရွေးချယ်ရမှာကမိတ်ဆွေရဲ့လက်ထဲမှာပဲရှိပါတယ်ရှင်လူမှုကွန်ရက်တွေကိုဖွင့်ကြည့်လိုက်တိုင်းပေါ့နော်အသက်22နဲ့ကားဝယ်ထားတဲ့သူ25နဲ့ကုမ္ပဏီထောင်ထားတဲ့သူတွေအဲ့လိုမျိုးအိမ်ဝယ်ထားတဲ့သူတွေအဲ့ဒါတွေကိုမြင်ရတဲ့အခါမှာငါကတော့နောက်ကျသွားပြီလို့ငါဘွက်ကပြီးသွားပြီလို့တွေးမိတတ်ပါတယ်အဲ့ဒီထဲမှာလည်းစုလေအပါဝင်ပဲဖြစ်ဖို့ခဲ့ပူပါတယ်ဒါပေမဲ့ကိုဘဝကိုသူများရဲ့ timeline နဲ့ပေါ့နော်လုံးဝမတိုင်းတာပါနဲ့ရှင်ဥပမာအပင်တပင်ကိုပဲမိတ်ဆွေကြည့်လိုက်ပါဝါပင်ကကြတော့ဒီမြင်မြင်ရှိတယ်တစ်ချကတော့နှေးပါတယ်ဒါပေမဲ့တစ်ချက်ပင်ကြီးလာတဲ့အခါမှာလေပြင်းကိုပို့ပြီးတော့ခံနိုင်ပါတယ်လူတွေလည်းအိမ်လိုပါပဲတချို့ကအသက်20မှာအောင်မြင်တယ်တချို့ကတော့35မှာစတယ်တချို့က45မှာကိုဘဝကိုပြန်တိဆောက်နိုင်တယ်အရေးကြီးတာကဘယ်အချိန်စတယ်ဆိုတာမဟုတ်ပါဘူးမရက်လိုက်တာကပဲပိုအရေးကြီးတာပါလာစာရလာရင်ဖုံးအသစ်တွေအဝတ်စားတွေသုံးစိတ်တွေအဲ့ဒါတွေကလိုအပ်ပါတယ်ဒါပေမဲ့ကိုယ့်အတွက်ရင်းနှီးမြှုပ်နှံဖို့ကိုတော့လုံးဝမမေ့ပါနဲ့လာတိုင်းစာအုပ်တအုပ်ဖတ်ပါအင်္ဂလိပ်စကားကိုနေ့တိုင်းမိနစ်20လေ့ကျင့်ပါ AI tool တစ်ခုကိုအသစ်သင်ပါဗီဒီယို editing တွေပိုကောင်းလာအောင်စူးစမ်းပါ marketing တွေကိုလည်းနားလည်လာအောင်လေ့လာပါအဲ့ဒီအရာတွေကဘဏ်ထဲကငွေလိုမကုန်သွားပါဘူးဘယ်နိုင်ငံကိုပဲသွားဘယ်အလုပ်ကိုပဲပြောင်းကိုနောက်ကိုအမြဲလိုက်လာမဲ့ပိုင်ဆိုင်မှုတွေဖြစ်ပါတယ်တန်ငါတဲ့တယောက်ရဲ့ပုံမြင်လေးနဲ့နှိုင်းရှင်ပြောပြပေးချင်ပါတယ်။မုံတိုင်းကြောင့်သူ့ရဲ့လှေပြတ်သွားတယ်။ဒါပေမဲ့သူကအဆုံးသက်ပြီလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကစပြီးတော့သူကလှေပြင်းတဲ့ပညာကိုပေါ့နော်သင်ယူခဲ့ပါတယ်။နှစ်အနေငယ်ကြာတဲ့အခါမှာသူဟာငါးဖန်သမားမဟုတ်တော့ဘဲနဲ့လှေထုတ်လုပ်တဲ့စီးပွားရေးသမားဖြစ်လာပါတယ်။တခါတလေဘဝကတကားတစ်ချက်ကိုပိတ်လိုက်တာဟာတခြားတကားတစ်ချက်ကိုဖွင့်ပေးဖို့ဖြစ်နိုင်ပါတယ်။အဲ့ဒီတကားကိုမြင်ဖို့ကစိတ်သက်မကြဖို့တော့လိုပါတယ်။ငါဖန်သမားကလှေကိုမပြင်ဘဲနဲ့လှေကိုမပြင်ဘဲနဲ့သူကစိတ်သက်ကြနေမယ်ပြီးတော့ဆိုရင်သူ့ရဲ့ငါးကိုလည်းသူဆက်ဖမ်းနိုင်မှာမဟုတ်ပါဘူးသူ့ရဲ့မူလအိမ်မက်ငါးဖမ်းခြင်းကိုလည်းဆက်ဖမ်းနိုင်မှာမဟုတ်ဘူးပေါ့နော်လှေပြင်လိုက်တဲ့အခါမှာသူလှေပြင်နီးတင်လိုက်တဲ့အခါမှာလှေပြင်ဖို့လည်းသူတက်သွားတယ်လို့မျိုးသူ့ရဲ့ပေါ့နော်ဒီသူရာလှေပြင်နီးကိုမတက်ထားလို့ရှိရင်ဒီငါးဖမ်းသားတမဘဝကနေပြီးတော့တက်မှာမဟုတ်ဘူးပေါ့နော်ဒီငါးဖန်သမားပုံမြင်လေးကိုအစားထိုးပြတာကတချို့ဆိုလို့ရှိရင်ဒီစုလက်တွေ့ပေါ့နော်ဒီစုရဲ့ဘေးနားမှာပတ်ဝန်းကျင်မှာကြုံနေရတာကတချို့မောင်လေးတွေဆိုလို့ရှိရင်ကျွန်တော်ကစေးကြောင်းပထမနဲ့တက်နေတာကျွန်တော်က GDC တက်နေတာဒီစစ်မှုထမ်းကြောင့်ဒီနိုင်ငံသားကိုထွက်ပြေးလာရတာတို့အဲ့လိုမျိုးတွေပြောနေကြတဲ့ဒီကလေးတွေပေါ့နော်အဲ့လိုမျိုးတွေအတွက်စုကပေါ့နော်ဒီစိတ်တက်မကြစေဘဲနဲ့ဒီတန်ငါတဲလို့ပဲကိုယ့်ရဲ့ဒီတကားတစ်ချက်ကိုပိတ်လိုက်တာဟာနောက်တကားတစ်ချက်ဖွင့်ဖို့အတွက်ဆိုတာလေးကိုစုကမိမောင်းထိုးပြချင်တာပဲဖြစ်ပါတယ်ရှင်ဒီပေါ့နော်စုတို့ဒီမြန်မာလူငယ်တွေရဲ့ဒီအားသာချက်တစ်ခုရှိပါတယ်တချို့ကပေါ့နော်ဒီမြန်မာမှာမွေးလာလို့ကဲဆိုးတယ်လို့ပြောတတ်ကြတယ်တော်တော်များများပေါ့နော်ဒါပေမဲ့နောက်တစ်ဖက်ကကြည့်ရင်မြန်မာလူငယ်တွေဟာအခက်အခဲကိုခံနိုင်ရရှိပါတယ်လိုက်လျောညီတွေနေနိုင်ကြတယ်ပေါ့နော်ဘာမှမရှိတဲ့နေရာကနေပြီးတော့ပြန်လဲစားနိုင်ကြပါတယ်အဲ့ဒီအရေးချင်းတွေဟာတည်ငြိမ်တဲ့နိုင်ငံမှာကြီးပြင်းလာသူတိုင်းမရနိုင်တဲ့အတွေ့အကြုံတွေပါအခက်အခဲတွေကြုံခဲ့ရတာကဘဝကိုလွယ်ကူစေမဲ့အာမခံမဟုတ်ပါဘူးဒါပေမဲ့ဘယ်အချိန်ဒီမှာပဲရောက်မပြိုလဲလွယ်တဲ့စိတ်ဓာတ်ကိုတော့ပေးနိုင်ပါတယ်ဒါကြောင့်ကိုတနာမနေပါနဲ့ကိုတိဆောက်ပါအတိတ်ကိုမပြောင်းနိုင်ပေမဲ့ဒီနေ့လုပ်တဲ့ဆုံးဖြတ်ချက်ကမနှက်ဖြန်ကိုပြောင်းနိုင်ပါတယ်ဒီနေ့ကနေပြီးတော့စတင်လိုက်ပါဒီနေ့ကစပြီးတော့နေ့တိုင်းတနာရီလေးလာပါနေ့တိုင်း100ခိုင်တော့တိုးတက်ဖို့ကြိုးစားပါလက်စာတစ်ခုတည်းကိုမမိခိုပါနဲ့ကျမ်းမာရေးကိုဂရုစိုက်ပါလူကောင်းတွေအတွေးကောင်းတွေစာအုပ်ကောင်းတွေနဲ့အချိန်ပိုကုန်ပါအခက်အခဲကိုဘာကြောင့်ငါစီလာတာလဲလို့မမေးဘဲနဲ့ဒီထဲကနေပြီးတော့ငါဘာသင်ယူနိုင်မလဲလို့ပဲမေးကြည့်ပါတနေ့နောက်ကိုပြန်လှည့်ကြည့်တဲ့အခါဒီနေ့ခံစားနေရတဲ့ဒုက္ခတွေကမိတ်ဆွေကိုအောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာစေတဲ့လေ့ကျင့်ရေးကာလဖြစ်ခဲ့တယ်ဆိုတာနားလည်လာပါလိမ့်မယ်ဒီနေ့ရဲ့ဗီဒီယိုလေးကမိတ်ဆွေရဲ့စိတ်ထဲမှာမျှော်လင့်ချက်လေးတစ်ခုပြန်လင်းလာစေမယ်လို့မျှော်လင့်ပါတယ်။ဘယ်နိုင်ငံမှာပဲရှိနေပါစေဘလို့အခြေအနေကိုပဲရင်ဆိုင်နိုင်ရပါစေဒီနေ့ရဲ့စ조사မှုတိုင်းဟာမနေ့ဖြန်ရဲ့အောင်မြင်မှုအတွက်အုံမြင့်တစ်ချက်ဖြစ်နေပါတယ်။ကိုယ်အိမ်မက်ကိုမစွန့်လွတ်ပါနဲ့ခဏရက်ထားရတာနဲ့လက်လျှော့လိုက်တာမတူပါဘူး။တနေ့အတွေ့အကြုံတွေနဲ့ပညာတွေနဲ့
အောင်မြင်မှုတွေနဲ့ဂုဏ်ယူဝင့်ကြစွာအမိမြန်မာပြည်ကိုပြန်နိုင်မယ့်နေ့ကိုယုံကြည်ပြီးတော့ဆက်ကြိုးစားကြပါစို့နော်ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like လုပ်ပေးပါကိုလိုပဲအပိစကားလိုအပ်နေတဲ့မိတ်ဆွေတွေရှိရင်လည်း share လုပ်ပေးပါနော်နောက်ထပ်ဘဝအတွက်အားအင်ဖြစ်စေမဲ့အတွေ့အမြင်တွေစာအုပ်အနှစ်ချုပ်တွေစိတ်ဓာတ်ခွန်အားပေးတဲ့ storytelling တွေကိုမလွတ်တမ်းနားထောင်နိုင်ဖို့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်ကျမကတော့ Soup for You channel ရဲ့စုပါရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးပဲကျမ်းမာချမ်းသာပြီးအိမ်မက်တွေအကောင့်ထဲဖွင့်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်